ဓမ္မမိတ်ဆွေတို့အတွက်ဘဝအမောတွေပြေပြောက်ပြီးစိတ်ခွန်အားသစ်တွေရရှိစေမဲ့မြတ်စွာဘုရားရှင်ရဲ့အဆုံးအမလေးတစ်ပုဒ်ကိုမျှဝေပေးလိုက်ပါတယ်။ဒီတရားလေးကတော့မိမိကိုယ်သာကိုးကွယ်ရာဆိုတဲ့မိမိကိုယ်ကိုယုံကြည်မှုနဲ့ခွန်အားကိုတိဆောက်ပေးတဲ့အဆုံးအမပဲဖြစ်ပါတယ်။အတ္တဟိအတ္တနောနာထောကောဟိနာထောပယောတိယမိမိကိုယ်သာလျှင်မိမိ၏ကိုးကွယ်ရာအားထားရာအစစ်မှန်ဖြစ်၏မိမိမှတပါးအခြားသူသည်မိမိ၏ကိုးကွယ်ရာအားထားရာမဖြစ်နိုင်ပေ။လောကကြီးမှာအသက်ရှင်ရတည်ရတဲ့အခါအခက်ခဲတွေအဆင်မပြေမှုတွေဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရတဲ့အခါလူတွေဟာပြင်ပကအကူအညီတွေကိုမျှော်လင့်တတ်ကြပါတယ်။တချို့ကကံကြမ္မာကိုအပြစ်တင်ကြတယ်တချို့ကပတ်ဝန်းကျင်ကိုအပြစ်တင်ကြပါတယ်။ဒါပေမဲ့မြတ်စွာဘုရားရှင်ကတော့ပြဿနာတိုင်းရဲ့အကောင်းဆုံးထွက်ပေါက်ဟာကိုယ်တိုင်ရဲ့မလျှော့သောဇွဲလုံးလုံးဝီရိယနဲ့မှန်ကန်သောစင်ကြင်တုံတရားပညာသာဖြစ်တယ်လို့လမ်းညွှန်ပြသခဲ့ပါတယ်။နံပါတ်1လောကဓာတ်ကိုနားလည်ခြင်းလောကကြီးမှာရခြင်းနဲ့မရခြင်းချီးမွမ်းခံရခြင်းနဲ့ကဲ့ရဲ့ခံရခြင်းချမ်းသာခြင်းနဲ့ဆင်းရဲခြင်းဆိုတဲ့လောကဓာတ်တရားတွေဟာနေထွက်ပြီးရင်နေဝင်သလိုသဘာဝတရားတွေပဲဖြစ်ပါတယ်။ဒီအရာတွေကြုံလာတဲ့အခါဒါဟာငါတယောက်တည်းဖြစ်နေတာမဟုတ်ဘူးလောကရဲ့သဘာဝပဲလို့တွေးပြီးစိတ်ကိုတည်ငြိမ်အောင်ထားဖို့လိုပါတယ်။နံပါတ်2ကြောက်ဆောင်ပမာစိတ်ထားပါလေပြင်းမုန်တိုင်းတိုက်ခတ်တဲ့အခါအမြင့်မခိုင်တဲ့တစ်ပင်ငယ်လေးတွေရိမ့်ရိုင်ကျိုးကျသွားတတ်ပေမဲ့တောင်ကုန်းပေါ်ကကြောက်ဆောင်ကြီးကတော့မတုံမလှုပ်ကြက်ကြက်ခံနိုင်ပါတယ်။ထို့အတူပဲမိမိရဲ့စိတ်ကိုလည်းဝီရိယသတိပညာတို့နဲ့ကြောက်ဆောင်ကြီးလိုခိုင်မာအောင်တိဆောက်ထားမယ်ဆိုရင်ဘလို့အခက်ခဲနဲ့ပဲကြုံစိတ်တက်ကြစရာမလိုပဲအေးချမ်းစွာကြော်ဖြတ်နိုင်မှာဖြစ်ပါတယ်။နံပါတ်3ပြစ္ဆုတ်ပံကိုအကောင်းဆုံးလုပ်ပါမနေ့ကအမှားတွေအတွက်နောက်တရားမနေပါနဲ့မနှက်ဖြန်အတွက်လည်းကြိုတင်ပြီးပူပန်မနေပါနဲ့ယခုလက်ရှိပြစ္ဆုတ်ပံချိန်လေးမှာကိုလုံနိုင်တဲ့အကောင်းဆုံးကြိုးစားမှုဝီရိယကိုစိုက်ထုတ်ပြီးကုသိုလ်တရားနဲ့ရှင်တဲ့အလုပ်တွေကိုသာဆွဲမလျှော့ပဲလှုပ်ဆောင်သွားပါဒါကြောင့်ကြရှုံးမှုဆိုတာဘဝရဲ့အဆုံးသတ်မဟုတ်ပဲအောင်မြင်ခြင်းအတွက်သင်ခန်းစာတစ်ခုသာဖြစ်ပါတယ်တင်ဘဝရဲ့အရှင်သခင်တင်ဘဝကိုအကောင်းဆုံးပြောင်းလဲပေးနိုင်သူဟာတင်ကိုယ်တိုင်သာလျှင်ဖြစ်တယ်ဆိုတာကိုအမြဲနှလုံးသွင်းပြီးရှေ့ဆက်ဖို့ခွန်အားယူလိုက်ပါ